အားလုံးပဲမင်္ဂလာပါဒီနေ့ဝင်ကတော့ဒီ Procreate လေးနဲ့ digital မှာဆိုရင်ဝင်တို့ဒီ head နဲ့ hair ပုံစံလေးကိုဘယ်လိုဆွဲကြမလဲဒီဟာလေးကိုဝင်လွယ်လေးနဲ့မြန်လေးဆွဲပြပေးသွားမယ်ပေါ့နော်ဝင်တို့ beginner တွေကိုမှာချင်တာကကိုပုံတစ်ခုစဆွဲတော့မယ်ဆိုရင် reference ယူပါအခုဝင်ယူထားတဲ့ပုံစံမျိုးကိုဆွဲချင်တဲ့ပုံတစ်ခုခုဆိုရင် reference ယူပါဝင်တို့ reference မယူဘဲနဲ့ကိုရဲ့ ask တွေဘယ်လိုမှတိုးတက်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဝင်ဒါလေးကိုပြပေးချင်လို့ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာအဲ့တော့ဝင်ကအရင်ဦးဆုံးဝင်တို့ break down ရင်လုပ်ရတယ်ပုံ reference တစ်ခုမှာဆိုရင်သူ့ရဲ့ပုံစံလေးတွေ silhouette တွေ shape တွေဘယ်လိုပုံစံရှိလဲဆိုဝင်တို့ကဒီလိုပုံစံယူတာဝင်တို့ copy ယူတာမဟုတ်ဘူးသူရဲ့ reference အနေနဲ့ပဲ Windows ယူတာပေါ့နော်အဲ့ဒါလေးကို Windows တတိထားပေးရမယ်အဲ့တော့ Win ကဒီမှာသူရဲ့ frame size Windows ရဲ့ဒီ illustration ဆွဲနေကြ frame size အတိုင်း Windows အရင်ဆွဲလိုက်မယ်ပြီးတော့ရင် Win နှာခေါင်း line နှာခမ်း line ဆိုရင်မှ Win အရင် box လေးဆွဲလိုက်မယ်ပေါ့နော်အဲ့ပြီးတော့ရင် Win ကနှာခေါင်း line ပေါ်မှာဒီဥကောင်းပုံစံလေးဆွဲလိုက်တယ်ပြီးတော့ပြီဆိုမှ Windows ရဲ့ hair volume တွေထည့်မယ်ပခုံးက Windows ဥကောင်းနှလုံးစာရှိရမယ်တစ်ဖက်ကိုတစ်လုံးစီပေါ့နော်အဲ့လိုချိုးစားနဲ့ Windows ဆွဲသွားပါတယ်ဒါ Windows ရဲ့ illustration ရဲ့အချိုးပေါ့နော် Windows anime တွေ manga တွေလူပုံတူတွေဆိုရင်တော့ဒီချိုးဟုတ်ချင်မှာဟုတ်မယ်ဒါ Windows illustration မှာသုံးတဲ့အချိုးလေးကိုဆွဲပြပေးတာပါအဲ့တော့ပြီးတော့ Windows ဒီ symmetrical line ဝင်ဖွင့်ပြပေးတော့ပေါ့နော်အမြန်တော့လောက်ပေးတော့ဖြစ်တဲ့ကြောင့်ကိုကြည့်ချင်တော့အနေနဲ့ပြန်ကြည့်ပေါ့နော်ဝင်ကတော့ video file ရှင်းမှာဆိုတဲ့အတွက်ကြောင့်အမြန်လေးပဲတွားထားတယ်အဲ့တော့ဝင်ကမျက်လုံးလေးတွေနှာခေါင်းလေးတွေသူ့ရဲ့ line ပေါ်မှာတောက်လျှောက်အကုန်လုံးဆွဲပြီးသွားတယ်ပေါ့နော်အဲ့တော့ပြီးတော့ပြီဆိုမှ Windows က symmetrical line လေးကိုဖွင့်ပြီးမှမေးရိုးလေးတွေကိုဟိုဘက်ဒီဘက်ညီအောင် Windows ပိန်ချင်သလားဖောင်းချင်သလားဝိုင်းချင်သလားဒီပေါ်မှာ Windows အချိုးစားလေးတွေတွားပြီးမှကလီလို့ရတယ်ပေါ့နော်ဒါ digital နဲ့ဆွဲတာဖြစ်တဲ့ကြောင့် Windows ကထည့်ပြတင်နေတော့မှဖြတ်လိုက်ပြုတ်လိုက်လောက်เสียမလို့ဒီမှာဆိုရင် Windows ကလိုချင်တဲ့အတိုင်းပြန်ပြီးမှ fit လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကဝင်ဒီ face and ပခုံးလေးထိ Windows ဆွဲပြီးတော့ပြီဒါဆိုရင် Windows hair လေးကိုစပြီးမှဆွဲကြမယ်အဲ့တော့ layer တွေခွဲဖို့လည်းဝင်တည်ထားပေးစေချင်တယ်ဘာလို့ဆို Windows coloring လုပ်တဲ့အခါမှာဆိုရင်ဒီ sketch line တွေ Windows တော့အရေးပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဝင်ကဒီ body ဆို body တည်တန်းတလီယာစပင်ဆိုရင်စပင်တီးတဲ့တလီယာပြီးတော့ဝင်တော့ hair နောက်ကဖဲပွင့်လေးဆိုဖဲပွင့်ရဲ့ accessory တွေတလီယာခွဲပြီးမှဆွဲလေးဆွဲထားရှိရဲ့ဒါဝင်ဆွဲတဲ့နေပေါ့နော်ကျန်တဲ့သူတွေဘယ်လိုဆွဲကြလဲတော့မသိဝင်ဆွဲတဲ့နေကို sharing လုပ်ပေးရပါအဲ့တော့ဒီစပင်ဆွဲထားတဲ့အခါမှာလဲဝင်အစောပိုင်းကအပြာရောင်လေးနဲ့သူ့ရဲ့ reference ပုံမှာဝင်တော့ယူခဲ့တဲ့ silhouette ပေါ့နော် shape လေးတွေဝင်တော့အဲ့မှာကြည့်ပြီးမှပဲတောက်လျှောက်ပြန်ပြီးမှဆွဲတာဝင်တော့ကပုံတူဆွဲတာဖြစ်တဲ့ပုံတူဆွဲတာမဟုတ်တဲ့အတွက်ကြောင့် Windows reference and ကိုတသွေးမသိမ်းသွားပြီးမှတထရတဲ့ဖြစ်အောင်ဆွဲเสียမလိုဘူး Windows လိုချင်တဲ့အနေထားအချိုးစားရပြီဆိုရင် Windows ရဲ့ hairline လေးတွေဆွဲတာအဆင်ပြေပေါ့နော်ဒီမှာဝင်းမျက်လုံးကနည်းနည်းလေးသေးရထင်လို့မျက်လုံးလေးနည်းနည်းလေးပြန်ကြည့်လိုက်တယ်အဲ့ဒါပြီးတော့ရင်တော့ဒီမှာဒါဆိုရင် Windows hair တလေယာဒီ Windows ရဲ့ body face ကတလေယာအဲ့လိုပုံစံမျိုးဖြစ်သွားမယ်အဲ့ဒါပြီးတော့ဝင်ခဏကပြောတယ်ဖွဲပြလေးလည်း Windows တလေယာတီးတန့်ဆွဲမယ်ဆိုတော့ဒီမှာတော့ဝင် reference လေးတွေဖွင့်တဲ့ပုံလေးဝင်ပြပေးလိုက်တယ်ဝင် skip မလုပ်ထားဘူးပေါ့နော်ဒါလေးကိုကြည့်ချင်တော့နေလေးနဲ့ကြည့်ဖို့ဝင်ပြောချင်ပါတယ်ဒီမှာလဲတော့ဒီလကားမှာဝင်တော့သူ့ရဲ့စိတ်လို့ကအကြီးကိုအရင်ယူမယ်ပြီးတော့ပြီဆိုမှဝင်တော့ဒီသေးဖြစ်ဖြစ်လေးဆွဲတော့မယ်ပေါ့နော်ကြီးအားနေသေးတာကိုဝင်တော့ဆွဲပေးရမယ်ဒါဝင်တော့ပုံဆွဲတင်ဖူးတဲ့သူဆိုရင်ဒီအနေထားကိုသိလိုက်မယ်စိတ်လို့ကဝင်တော့အတွက်က main ပဲပေါ့နော်ဝင်တော့ပုံချမ်းနေချတဲ့ခါမှာသူ့ရဲ့ဒီ outline ပေါ့နော် shape အကြီးကိုဝင်တော့အရင်ယူတယ်ပြီးတော့ပြီဆိုမှဒီသေးအသေးစိတ်ကိုပြန်သွားတယ်ကြီးရာနေသေးရာကိုဝင်တော့တွားရတဲ့ technique ကိုသုံးပေးရတယ်အဲ့ဒါမှပဲဝင်တော့ပုံလေးတွေဒီသေးလိုက်ပြီးမှထည့်ပေးနိုင်မှာဒါဆိုရင်တော့ Windows ရဲ့ပုံလေးကပြီးတော့ပါပြီနောက်တစ်ပတ်ပုတ်တူဟူ tutorial လေးမှာထပ်ပြီးမှတွေ့ကြပါမယ်